ရည်စရာအနေနဲ့တောင်မှတစ်ဖက်သားကိုနစ်နာအောင်မလုပ်ထိုက်ဘူးသုလပန္ဒကဆိုတာကြည့်ယဟန္တာဖြစ်မဲ့ဘဝယဟန္တာဖြစ်မဲ့ပုဂ္ဂိုလ်ပဲညာလိုက်ညာထိုင်းမလဲညာအမတန်မှထက်တာပေါ့ပရိသေရိစိတ်ကညာနဲ့ရှင်ပြီးတော့ညာနာတမြုံနဲ့မွေးလာတဲ့ပုဂ္ဂိုလ်တူလျောက်ဟာတူဟာဂါထာလေးတစ်ပုဒ်ကိုလေးလကြက်တာမရဘူးတဲ့ရှင်သုလပန်ဂါထာလေးတစ်ပုဒ်လေးလကြက်တာမရတော့အကိုလုံးတဲ့ယဟန္တာမဟာပန္နကမင်းသာသနာနဲ့မတန်ဘူးအိမ်ပြန်တော့ဆိုပြီးတော့နှင်ထုတ်ခံရအေးဘာဖြစ်လို့ဂါထာလေးတစ်ပုဒ်ကိုလေးလထိအောင်ကြက်မရတော့ကြိုးစားရတဲ့ဘာဖြစ်လို့မရတာတော့ဆိုအတိတ်ဘဝတစ်ခုလုံးကညံလေးတဲ့ကိုယ်တော်ကိုသူကပြောင်းခဲ့တယ်လှောင်ခဲ့တယ်တဲ့ဟောပြောင်းခဲ့တယ်လှောင်ခဲ့တယ်ရည်စရာသွားလို့